ကောင်မလေးရဲ့ခေါင်းကိုဟိုတယ်မှာရှိတဲ့မျက်နှာတုပ်ပွားနဲ့ပတ်ပြီးတော့အလောင်းကိုကားနောက်ခံမှာစွန့်ပစ်ခဲ့တယ်။မင်္ဂလာပါရှင်၊ကြိုင်ရပါ။ဒီနေ့ပြောပြမယ့်အမှုကတော့2014ခုနှစ်တုန်းကအမေရိကန်မှာကျောင်းသွားတက်နေတဲ့တရုတ်ဆောင်တွေကြားထဲမှာဖြစ်ခဲ့တဲ့အမှုအကြောင်းပဲဖြစ်ပါတယ်။တုံရှောင်းနဲ့လီရှောင်းနန်းတို့နှစ်ယောက်ကကြတော့အမေရိကန်ကိုသွားဖို့အတွက်အင်္ဂလိပ်စာသင်တန်းတက်နေရင်းနဲ့မှတယောက်နဲ့တယောက်တီးခဲ့ကြတယ်။ကောင်မလေးရဲ့မိဘတွေကဒီလီရှောင်းနန်းနဲ့သူ့သမီးလေးနဲ့တွဲနေအောင်ကိုတီးကြတယ်။ကောင်လေးကတအားကိုအေးလွန်းတယ်။သူတို့သမီးနဲ့ဆက်ဆံရေးရေရှည်တည်မြဲမှာမဟုတ်ဘူးဆိုတာကိုလည်းသူတို့တီးခဲ့ကြတယ်။လီရှောင်းနန်းကလူမှုရေးနည်းနည်းလေးမှမရှိဘူး။သူကအရန်ကိုတဝင်းတူတက်တယ်။သူ့ရဲ့ချစ်သူကိုလည်းသူကအမြဲတမ်းစောင့်ကြည့်နေတတ်တာအပြင်ထွက်တဲ့အခါတိုင်းလိုက်ပြီးတော့ကြည့်နေတတ်တာမျိုးတွေရှိတယ်။အဲ့တော့သူ့ရဲ့အနီးနားမှာရှိတဲ့သူတွေကလည်းသူတို့သမီးကြီးစားဆက်ဆံရေးကအဆင်ပြေမှာမဟုတ်ဘူးဆိုတာကိုကြိုတင်ပြီးတော့ခံမှန်းထားခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့တုံရှောင်းကိုယ်တိုင်ကလည်းသူ့ချစ်သူကိုအရန်စိတ်ကုန်လာတဲ့အတွက်ကြောင့်မို့လို့လမ်းခွဲဖို့အတွက်သူမစဉ်းစားဆုံးဖြတ်လိုက်တယ်။ကိစ္စတွေအကုန်လုံးက2014ခုနှစ်စက်တင်ဘာလမှာစပြီးတော့ဖြစ်တယ်။တုံရှောက်ကစက်တင်ဘာလမှာပဲသူ့ရဲ့တငယ်ချင်းကိုဖုန်းဆက်ပြီးတော့သူ့ရဲ့ချစ်သူလီရှောင်းနန်းနဲ့သူလမ်းခွဲတော့မယ်ဆိုတဲ့အကြောင်းကိုသူပြောပြနေခဲ့တယ်။ဒါပေမဲ့ဒီတစ်ခေါက်သူနဲ့တွေ့ဖို့အတွက်ဟိုတယ်မှာချိန်ထားသေးတယ်။ဒါကိုတွားတွေ့ပြီးသွားရင်တော့သူနဲ့ကတခါတည်းလမ်းခွဲလိုက်မယ်ဆိုတဲ့အကြောင်းတွေကိုသူကတငယ်ချင်းကိုပြောပြနေတဲ့အချိန်မှာပဲလီရှောင်းနန်းစီကနေဖုန်းဝင်လာတာကိုသူကမတော်တဆလက်ခံမိသွားတယ်။ဒီဖုန်းလက်ခံမိသွားတဲ့အချိန်မှာပဲလီရှောင်းနန်းသူတို့တငယ်ချင်းနှစ်ယောက်ပြောနေတဲ့စကားတွေအားလုံးကိုကြားသွားပြီးတော့သူ့ချစ်သူကသူနဲ့လမ်းခွဲဖို့ပြင်ဆင်နေရဆိုတာကိုလည်းသိသွားတယ်။စက်တင်ဘာ9ရက်နေ့မှာတော့သူတို့နှစ်ယောက်ချင်းဆိုထားတဲ့နေရာကိုသွားကြတယ်။စက်တင်ဘာ6ရက်နေ့မှာတော့လီရှောင်းနန်းကသူ့ရဲ့ချစ်သူတုံရှောက်ကိုအသက်ရှူကြအောင်လုပ်ပြီးတော့တခါတည်းပဲအဆုံးသတ်ပစ်လိုက်တယ်။သူတို့အဲ့ဒီနေ့ကစကားလည်းများပြီးရန်ဖြစ်ကြသေးတယ်။လီရှောင်းနန်းကအေးစစ်စစ်ပဲအမှုကိုကျူးလွန်ပြီးသွားတဲ့အချိန်မှာသူကဟိုတယ်နားမှာရှိတဲ့စတိုးဆိုင်ကိုသွားပြီးတော့ခရီးဆောင်အိတ်အကြီးတစ်လုံးကိုသွားဝယ်တယ်။ပြီးတော့ဟိုတယ်မှာရှိတဲ့မျက်နှာတုပ်ပွားနဲ့တုံရှောက်ရဲ့မျက်နှာကိုသူပတ်လိုက်တယ်။ပြီးတာနဲ့ဒီခရီးဆောင်အိတ်ထဲကိုထည့်ပြီးတော့သူ့ရဲ့ကားနောက်အဖုံအခန်းထဲမှာသွားပြီးတော့ထားလိုက်တယ်။စက်တင်ဘာ9ရက်နေ့မှာတုံးရှောက်ရဲ့အဖေကတမီးဖြစ်သူကိုဖုန်းဆက်တဲ့အချိန်မှာလေဖုန်းကနေပြီးတော့စာပြန်တဲ့ message ပဲရလိုက်တယ်ဗီဒီယိုကောကိုတော့လုံးဝလက်ခံပြီးတော့ပြောဆိုခြင်းမရှိဘူးပြီးတော့လီရှောင်းနန်းရဲ့ဖုန်းကနေပြီးတော့တုံးရှောက်ရဲ့တငယ်ချင်းစီကိုလည်း message တွေပို့ပြီးတော့သူတခြားတစ်မျိုးခရီးသွားစရာရှိတယ်အခုလောလောဆယ်သူ့ဖုန်းကပြတ်နေလို့လီရှောင်းနန်းရဲ့ဖုန်းနဲ့သူ message ပို့နေရတာပါဆိုပြီးတော့သူကပြောတယ်တုံးရှောက်ပြောင်းနေတာရက်နည်းနည်းကြာလာတဲ့အချိန်မှာတငယ်ချင်းတွေကလည်းစိုးရင်ပူပန်လာတဲ့အတွက်ရဲတိုင်လိုက်တယ်စက်တင်ဘာ26ရက်နေ့မှာတော့တစ်ပင်အောက်မှာရပ်ထားတဲ့ကားရဲ့နောက်ဖုံးခန်းထဲမှာတုံးရှောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့တယ်အနှံ့ဆိုးတွေကလည်းတော်တော်လေးကိုထွက်နေပြီသူမရဲ့အလောင်းကိုဒီဟိုတယ်မှာရှိတဲ့မျက်နှာတုပ်ပွားနဲ့ဒီမျက်နှာကိုပတ်ပြီးတော့လည်းပိတ်ထားတယ်လီရှောင်းနန်းခီးဆောင်အိတ်ကိုဝယ်ယူခဲ့တဲ့ CCTV ဗီဒီယိုမှတ်တမ်းဖိုင်တွေကိုလည်းရဲတွေတွေ့ရှိခဲ့တယ်ဒါပေမဲ့သူကအမှုကိုကျူးလွန်ပြီးရတဲ့တရုတ်နိုင်ငံတခါတည်းထွက်ပြေးသွားခဲ့တယ်တရုတ်နဲ့အမေရိကန်နိုင်ငံကြားမှာဒီတရားခံလွှဲပြောင်းပေးရေးသဘောတူညီချက်မရှိတဲ့အတွက်လီရှောင်းနန်းကိုတရုတ်နိုင်ငံမှာပဲအမှုစစ်ဆေးခဲ့တယ်2016ခုနှစ်မှာတော့လီရှောင်းနန်းကိုတသက်တကြွပြစ်ဒဏ်ချမှတ်ခဲ့တယ်သူတေရန်ကနေလွတ်မြောက်သွားခဲ့ရတာကတော့သူကဒီအမှုကိုဝန်ခံလိုက်တဲ့အတွက်ကြောင့်မို့လို့ပဲဒါပေမဲ့လေတရုတ်နိုင်ငံရဲ့ဥပဒေအရဆိုရင်တော့သူကထောင်ထဲမှာ73နှစ်ဝန်းကျင်လောက်ပဲနေထိုင်ရနိုင်ဖွယ်ရှိတယ်ဆိုပြီးတော့သုံးသပ်ကြရတယ်ဒီဖြစ်ရပ်ကတော့ဆက်ဆံရေးတစ်ခုမှာအလုံးအမင်းတဝင်တိုးတာနဲ့စိတ်ခံစားချက်ကိုမထိန်ချုံနိုင်သူတွေနဲ့တွေ့နေပြီးဆိုရင်အဲ့ဒီဆက်ဆံရေးကနေအချိန်မီရုံထွက်နိုင်မှုအရန်အရေးကြီးတယ်ဆိုတာကိုပြသသွားတဲ့အမှုတစ်ခုပဲဒီလေမေကသူရဲ့ခန္ဓာကိုယ်အနောက်ပိုင်းထဲမှာရွှေတွေကိုထည့်ပြီးတော့ရွှေမှောင်ခိုကူးမှုတစ်ခုလုပ်ခဲ့တယ်ဘလို့ထည့်လာခဲ့လဲတော့မသိဘူးဆိုဘီခတ်တမ်ဆိုတဲ့ဒီလေမေလေးရဲ့ဖြစ်ရပ်ကရုပ်ရှင်အရန်ကိုစံတဲ့ရွှေမှောင်ခိုကူးမှုတစ်ခုဖြစ်တယ်လို့မျိုးလူယုံတတ်တဲ့ကိစ္စဖြစ်တဲ့အတွက်အင်တာနက်ပေါ်မှာသတင်းစာတွေထဲမှာတော်တော်လေးကိုနာမည်ကြီးပြီးဟိုးလေးတကြော်ကြော်ဖြစ်သွားတဲ့သတင်းတစ်ခုဖြစ်တယ်Air India Express လေကြောင်းလိုင်းရဲ့လေယာဉ်မဲဆိုဘီခတ်တုံကတာမန်မှောင်ခိုသမားတယောက်မဟုတ်ပဲနဲ့သူကခန္ဓာကိုယ်အတွင်းပိုင်းကိုအသုံးပြုပြီးတော့ရွှေမှောင်ခိုကူးခဲ့တာဖြစ်တဲ့အတွက်သူကအိန္ဒိယလေကြောင်းမှာပထမဦးဆုံးလေယာဉ်မဲရွှေမှောင်ခိုကူးသူအနေနဲ့မှတ်တမ်းဝင်သွားခဲ့တယ်2024ခုနှစ်မေလ28ရက်နေ့မှာအိုမန်နိုင်ငံကနေပြီးတော့ဒီအိန္ဒိယနိုင်ငံကိုပြန်တန်းထွက်ခွာလာခဲ့တဲ့လေယာဉ်မှာဆိုဘီပါဝင်တဲ့သူမကလေယာဉ်အမှုတန်းအနေနဲ့တာဝန်ထမ်းဆောင်နေခဲ့တာပုံမှန်ဆိုလို့ရှိရင်တော့လေယာဉ်မဲတွေကဒီပြည်သူတွေနဲ့အတူတူလေရင်စီးနေတဲ့တခြားခရီးသွားတွေနဲ့အတူတူတန်းစီစီရမလို့ပဲနဲ့သူတို့လမ်းကြောင်းကနေသူတို့ထွက်ခွာသွားလို့ရတယ်။ဒါပေမဲ့အဲ့ဒီနေ့ကတော့အိန္ဒိယအကောက်ခွန်ထောက်လန်းရေး DRI ကသတင်းအတိအကျတစ်ခုရထားတယ်။အဲ့ဒါကတော့ဒီလေရင်အမှုတန်းတယောက်ရွှေမှောင်ခိုသွင်းလာမယ်ဆိုတဲ့သတင်းကိုသူသတင်းအတိအကျရထားတယ်။သူတို့ဟာသူတို့သိရမဟုတ်ပဲနဲ့လှိုးဝသတင်းပေးတယောက်ကသတင်းပေးထားခဲ့တာပြောရမယ်ဆိုရင်တော့နောက်ကျောထားနဲ့ထိုးခံလိုက်ရတာပေါ့။ဒီအကြောင်းကောင်းကောင်းသိလို့လည်းသတင်းပေးထားနိုင်ခဲ့တာ။လေဆိပ်ကိုရောက်တဲ့အချိန်မှာတော့ DRI အမှုတန်းအရာရှိတွေကဆိုဘီကိုတားပြီးတော့စစ်ဆေးခဲ့တယ်။
ဒါပေမဲ့ဘာတစ်ခုမှမတွေ့ခဲ့ဘူးသူ့ရဲ့ခန္ဓာကိုယ်ကိုတေးသေးချာချာစစ်ဆေးလိုက်တဲ့အချိန်ကြာတော့မှအရာရှိတွေလည်းအတော့အံ့အားသင့်သွားခဲ့ရတယ်သူမရွှေတွေကိုအရေးကြိုပြီးတော့ကွန်ပေါင်းဖောင်ပုံစံပြောင်းလဲပြီးသူမရဲ့ခန္ဓာကိုယ်အတွင်းပိုင်း radam နဲမှာကိုတေချာထည့်သွင်းထားတာရွှေအလေးချိန်က960 gram 1ကီလိုနီးပါးလောက်ရှိတယ်ကာလာတန်ဖိုးဆိုရင်အိန္ဒိယရူပီ360ကျော်မြန်မာငွေနဲ့ဆိုရင်တော့3000ချီတန်ဖိုးရှိတဲ့ရွှေတွေကိုသူမခိုးတယ်လာခဲ့တာစုံစမ်းစစ်ဆေးမှုတွေမှာသိခဲ့ရတာကဆိုဘီအခုလိုမျိုးရွှေမှောင်ခိုတယ်ပေးနေရကပထမဦးဆုံးအကြိမ်မဟုတ်ဘူးသူမအကြိမ်ပေါင်းများစွာတယ်ပေးခဲ့တယ်အောင်မြင်စွာတယ်ပေးနိုင်ပြီဆိုတာနဲ့သူမကော်မရှင်ကမြမြလေးရတယ်ဆိုပြီးတော့လည်းဝန်ခံခဲ့တယ်သူမရရှိတဲ့ငွေကလည်းမလောက်စီရကောင်းတဲ့အတွက်ကြောင့်မို့လို့သူမဒီအလုပ်ကိုလုပ်နေခဲ့တာသူတယောက်တည်းပဲလုပ်တာတော့မဟုတ်ဘူးသူကကယ်လာရာပြည်နယ်မှာရှိတဲ့ဒီရွှေမှောင်ခိုခိုင်းတစ်ခုနဲ့ချိတ်ဆက်ပြီးတော့လုပ်ကင်တာသူမကလေရင်မယ်ဆိုတဲ့ဂုံပုတ်ကိုဖုံးကွယ်ပြီးတော့အရာရှိတွေအရှိမာရင်ပဲဒီရွှေမှောင်ခိုလုပ်ငန်းကိုလုပ်နေခဲ့တယ်လေချောင်းလိုင်းကတော့သူမကိုချက်ချင်းပဲအလုပ်ကနေပြီးတော့ထုတ်ပယ်လိုက်တယ်သူမအဖမ်းခံရတယ်သူမကျူးလွန်ခဲ့တဲ့ပြည်မှုနဲ့ပတ်သက်ပြီးတော့အတိအကျအမိန့်ချခံရတာမျိုးတော့မရှိသေးဘူးဒါပေမဲ့သူမကျူးလွန်ခဲ့တဲ့အပြစ်ကိုဆိုလို့ရှိရင်တော့အနည်းဆုံးထောင်ဒဏ်9နှစ်လောက်ချမှတ်ခံရနိုင်တယ်ဆိုပြီးတော့သုံးသပ်ကြတယ်အဲဒီနောက်ပိုင်းအိန္ဒိယလေဆိပ်တွေမှာလေယာဉ်အမှုတန်းတွေကိုစစ်ဆေးရဲ့စနစ်ကပို့ပြီးတော့တင်းကျပ်သွားတယ်ဆိုဘီရဲ့ဖြစ်စဉ်ကတော့ဒီငွေနောက်ကိုသူလိုက်နေရင်းနဲ့မှသူ့ရဲ့ဂုံတိတ်ခါနဲ့အနာဂတ်အလောက်ကအခွင့်အလမ်းကိုဖျက်ဆီးလိုက်တဲ့တာရကတစ်ခုပဲလေရင်မဲဆိုတဲ့ဂုံယူစရာအသက်မွေးဝမ်းကြောင်းကနေရွှေမှောင်ခိုသမားဆိုပြီးတော့ပြောင်းလဲသွားတဲ့သူမရဲ့ဘဝသင်ခန်းစာကကဘာတဝင်းမှာရှိတဲ့လေချောင်းလောကသားတွေအတွက်ကတော့အသိပေးခေါင်းလောင်းတန်တစ်ခုပဲဖြစ်ပါတယ်19ရာစုမှာဒီအမျိုးသမီးကအလှပဆုံးအမျိုးသမီးတစ်ယောက်ပဲသူ့ရဲ့ညင်းပယ်ခြင်းကိုခံလိုက်ရတဲ့အမျိုးသား73ယောက်ကဆိုလို့ရှိရင်တော့ကိုယ့်ဟာကိုယ်အဆုံးစီရင်သွားကြတယ်။အဲ့ဒီခေတ်တုန်းကအလှပစံနှုန်းတွေကအခုခေတ်ရဲ့အလှပစံနှုန်းတွေနဲ့အရန်ကိုကွာခြားလွန်းတယ်။အခုခေတ်မှာကြတော့မျက်နှာပေါ်မှာရှိတဲ့အမွှေးမြင့်တွေကိုဖယ်ရှားတာကအရန်ကိုလှပတယ်ဆွဲဆောင်မှုရှိတယ်လို့သတ်မှတ်ကြပေမဲ့အဲ့ဒီခေတ်တုန်းကအမျိုးသမီးတွေဆိုတာနှာခမ်းမွေးရေးရေးလေးရှိနေမှလှတာဆိုပြီးတော့သတ်မှတ်ကြတယ်။ဒါအပြင်မျက်ခုံးတွေဆက်နေပြီးဆိုလို့ရှိရင်တော့ဒါကမြင့်မြတ်တဲ့အလှရဲ့သင်္ကေတဆိုပြီးတော့မှတ်ယူကြတာဒီအကြောင်းအရာက19ရာစုပါရှန်ယနေ့ခေတ်အီရန်နိုင်ငံကဂျာမင်းဆက်ကစိတ်ဝင်စားစရာကောင်းတဲ့အလှပစံနှုန်းနဲ့ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာတွေပဲဖြစ်တယ်ဒီပုံမြင်တွေမှာအဓိကပါဝင်တဲ့မင်းသမီးဇာရာခန်နွန်နဲ့သူ့ရဲ့အမဖြစ်သူဖာတီမဲတို့ကအဲ့ဒီခေတ်မှာရှိတဲ့ဘယင်ရဲ့သမီးတော်တွေဖြစ်ကြတယ်သူ့ရဲ့ညင်ပဲ့ခြင်းကိုခံလိုက်ရတဲ့အမျိုးသား73ယောက်တခါတည်းကိုယ့်ဟာကိုယ်အဆုံးစီရင်သွားတယ်ဆိုတဲ့ဖြစ်စဉ်ကအင်တာနက်ပေါ်မှာလူပြောများတဲ့ချဲ့ကပြောဆိုထားတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်လို့တော့သိပ္ပံပညာရှင်တွေကပြောကြတယ်ဒါပေမဲ့လည်းသူတို့တွေဟာတကယ်ပဲအဲ့ဒီခေတ်တုန်းကအမျိုးသားတွေကြားထဲမှာအရန်ကိုရေပန်းစားခဲ့တယ်နာမည်ကြီးခဲ့တယ်ဆိုတာကတော့အမှန်ပါ19ရာစုပါရှန်ယဉ်ကျေးမှုအလားကအခုခေတ်နဲ့ဆိုရင်လုံးဝပြောင်းပြန်ဖြစ်နေရပေါ့သူတို့ခေတ်တုန်းကခန္ဓာကိုယ်ပိန်ပိန်ပပရှိတဲ့အမျိုးသမီးတွေကိုလှရတယ်လို့မယူဆကြဘူးခန္ဓာကိုယ်ဖွင့်ဖွင့်ဖြိုးဖြိုးနဲ့အဲ့လိုမျိုးအသားပြပြဝဝနဲ့ဝဝတတုတ်အမျိုးသမီးတွေကမှကျမ်းမာတန်ဆွမ်းနဲ့ကလေးတွေကိုမွေးဖွားပေးနိုင်တယ်တကယ်ကို wealthy family ကရောက်ရှိလာခဲ့ကြတယ်ချမ်းသာတဲ့မိသားစုကအမျိုးသမီးတွေအမျိုးသမီးခေါင်းတွေလို့တို့ကမှတ်ယူကြတာအမျိုးသားတွေအတွက်ကကြတော့အမွှေးမြင့်တွေမရှိဘဲနဲ့မျက်နှာပြောင်ချောနေရကမှတကယ်ကိုလှပတဲ့မျက်နှာပေါက်ဆိုပြီးတော့မှတ်ယူကြပြန်တယ်လုံးဝဒီနေ့ခေတ်နဲ့ပြောင်းပြန်19ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်းမှာတော့ဒီပါရှန်တွေကဥရောပတွေနဲ့ကူးလူဆက်ဆံမှုများပြားလာခဲ့ပြီးတော့မှသူတို့တွေကလည်းဥရောပတိုက်သားတွေအလှပစံနှုန်းတွေကြားတဲ့ကိုသူတို့ပြောင်းလဲလာခဲ့ကြတယ်အနောက်တိုင်းယဉ်ကျေးမှုမှာကြတော့ main ကလေးဆိုရင်ခါတစ်သေးတသွယ်လေးတွေဖြစ်နေရမျိုးနှက်ခမ်းမွေးမရှိတာမျိုးဒါမှအလှပလို့ယူဆကြတာဒီအလှပစံနှုန်းတွေကိုတည်သွားခဲ့ကြတဲ့အချိန်မှာပါရှန်အမျိုးသမီးတွေကလည်းသူတို့ရဲ့ယဉ်ကျေးမှုတွေကိုစွန့်လွှတ်ပြီးတော့အနောက်တိုင်းယဉ်ကျေးမှုတွေဘက်ကိုကူးပြောင်းလာခဲ့ကြတယ်။အဲလည်းအနောက်တိုင်းဆန်တဲ့ fashion ကိုပြောင်းလဲလိုက်နာခဲ့ကြတယ်။မင်းသမီးဇာရာခန်နွန်ကရုပ်ရည်တစ်ခုတည်းကြောင့်နာမည်ကြီးခဲ့တာမဟုတ်ပဲသူက AN နိုင်ငံမှာအမျိုးသမီးအခွင့်အရေးပထမဦးဆုံးလှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့တယ်။သူကစာရေးဆရာမတစ်ယောက်လည်းဖြစ်တယ်။တော်ဝင်မိသားစုရဲ့စီမင်းစည်းကမ်းတွေအကုန်လုံးကိုချိုးဖောက်ပြီးတော့အမျိုးသမီးတွေစာပေသင်ကြားခွင့်ရဖို့အတွက်နဲ့လွတ်လပ်ခွင့်ရဖို့အတွက်သူမတိုက်ပွဲဝင်ခဲ့တဲ့သူလည်းဖြစ်တယ်။အတွဲတွေအတူတူအဆုံးစီရင်လို့ရမယ်ဆက်နိဗ္ဗာန်တီအတူတူသွားခြင်းနဲ့ဆိုတဲ့သူတွေအတွက်မိမိကိုယ်ကိုအဆုံးစီရင်လို့ရတဲ့ဇက်ကိုတီထွင်ခဲ့တဲ့ဒေါက်တာဖိလစ်နစ်ရှ်ကီကအခုဆိုရင်တော့ဇနီးမောင်တန်တွေအတွဲတွေအတူတူအဆုံးစီရင်လို့ရမယ့်ဇက်ကိုလည်းသူကစမ်းသစ်ပြီးတော့တီထွင်နေပြီဒီဇက်ရဲ့နာမည်ကိုတော့စာကာဖီကတ်လို့နာမည်ပေးထားပြီးတော့လူနှစ်ယောက်ကိုတစ်ချိန်နဲ့တစ်နေရာထဲမှာတပြိုင်နက်တည်းအတူတူအဆုံးသတ်လို့ရအောင်လို့သူတို့ကတီထွင်နေရပါအခုချိန်ဒီဇက်ကထုတ်လုပ်လို့တော့မပြီးစီသေးဘူးဒီဇက်ကိုထုတ်လုပ်လို့လည်းမပြီးသေးတယ်လို့မျိုးဆွစ်ဇာလန်နိုင်ငံမှာအသုံးပြု
ဖို့အတွက်ဥပဒေအရခွင့်ပြုချက်တစုံတရာလည်းမရရှိသေးဘူးဒီဆက်ရဲ့အလုံးလုံးတဲ့ပုံစံကကြတော့ဒီအသုံးပြုသူတွေကိုအရင်ဆုံးဆက်ထဲကိုဝင်ပြီးဆိုတာနဲ့အိပ်ပျော်သွားစေပြီးရဲ့နောက်မှာတော့ nitrogen ဓာတ်ငွေ့နဲ့အသက်ရှူကျက်စေပြီးတော့တခါတည်းအဆုံးသတ်သွားစေမှာထူးခြားချက်ကတော့ဆက်ထဲဝင်တဲ့နှစ်ယောက်လုံးကတပြိုင်နက်ခလုတ်ကိုနှိပ်ရမယ်ဆွစ်ဇာလန်မှာကဆာနာအလျောက်အကူအညီနဲ့အဆုံးအစီရင်ခြင်းကိုတရားဝင်ခွင့်ပြုထားတဲ့နိုင်ငံဖြစ်ပေမဲ့ဒီဆက်တွေကိုအသုံးပြုပြီးတော့အဆုံးသတ်တာနဲ့ပတ်သက်ပြီးတော့အငင်းပွားဖွယ်ရာဖြစ်နေသေးပဲဒီဆက်ကိုသဘောကျတဲ့သူတွေလည်းရှိတယ်ဝေဖန်ကြတဲ့သူတွေလည်းရှိတယ်ဒီဆက်အတွက်လှုပ်ရှားပေးတဲ့သူတွေကတော့ဒါအရန်ကောင်းတယ်လို့တတ်မှတ်ကြတယ်နီးပညာကိုကြိုးစိုးကြတယ်ဆိုပေမဲ့ဒီဆက်ကိုမကြိုက်တဲ့သူအများစုကတော့ဒါကတူးချင်းအစိမ့်ငွေခံနေမှာဒုက္ခနဲ့အဆုံးသတ်ရတယ်ဆိုပြီးတော့သဘောမကျကြတဲ့သူတွေလည်းရှိတယ်2024ခုနှစ်စက်တင်ဘာလတုန်းကဒီအမေရိကန်အမျိုးသမီးတစ်ယောက်ကဆွစ်ဇာလန်မှာပထမတုန်းကဒီဆက်ကိုအသုံးပြုပြီးတော့သူအဆုံးစီရင်တာမျိုးလုပ်ခဲ့ဘူးတယ်ပထမသူတို့တီထွင်ဖန်တီးထားတဲ့တယောက်ချင်းအဆုံးစီရင်လို့ရတဲ့ဆက်နဲ့ဒီအမျိုးသမီးကအဆုံးစီရင်သွားခဲ့တာဒီကိစ္စဖြစ်ပြီးရဲ့နောက်မှာပဲဒီဆက်နဲ့ပတ်သက်တဲ့သူတွေရဲ့ဒီအမှုမှာပါဝင်တဲ့သူတွေကိုရဲတပ်ဖွဲ့ရချက်ချင်းပဲဖမ်းဆီးအရေးယူခဲ့တယ်ပြီးရနောက်မှာအစိုးရကဒီဆက်ကိုတရားဝင်လုံးဝအသုံးပြုခွင့်မရှိဘူးဆိုပြီးတော့တခါတည်းကိုပိတ်ပင်တားမြစ်လိုက်တော့တာပဲပြောရမယ်ဆိုရင်ဒီဆက်တွေကဘေးကင်းလုံခြုံမှုဆိုင်ရာဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးတော့ယူဆကြတယ်။ nitrogen ဓာတ်ငွေ့ကိုအခုလိုပုံစံအသုံးပြုတာကဓာတုဗေဒဆိုင်ရာဥပဒေကိုတရားဝင်ချိုးဖောက်တာဖြစ်တယ်ဆိုပြီးတော့အစိုးရကသတ်မှတ်တယ်။ဆက်ကိုတီထွင်ထားကြတဲ့သူတွေအခုဆက်ကိုနောက်တစ်ခုလည်းအသစ်တီထွင်နေကြပြန်ပြီ။သူတို့ကတော့ဒီဆက်ကိုသုံးစွဲခွင့်ရဖို့အတွက်အတော်လေးစ조사နေကြတယ်ဆိုပေမဲ့ Switzerland အစိုးရကတော့ဒီဆက်ကိုတရားဝင်ပိတ်ပင်တားဆီးထားတုံးပဲလုံးဝကိုတရားမဝင်ဆက်အနေနဲ့ကိုသတ်မှတ်ထားတယ်။ဒီဆက်ကိုသုံးစွဲဖို့စိတ်ဝင်စားကြတဲ့သူတွေအတွက်ကကြတော့လဲ Switzerland မှာဆိုလို့ရှိရင်တရားဝင်ကိုဟတ်ကိုအဆုံးသတ်လို့ရတဲ့တခြားနီလန်းတွေအများကြီးရှိသေးတဲ့အတွက်အဲ့ဒီနီလန်းကိုလည်းအသုံးပြုလို့ရတာဖြစ်တော့ဒီဆက်ကိုမလိုအပ်ဘူးဆိုပြီးတော့စဉ်းစားကြတာလည်းဖြစ်နိုင်တယ်ဒီဖုန်းတော်ကြီးကသူ့ဘဝတက်တန်းတစ်လျှောက်လုံးမှာအမျိုးသမီးကိုတခါမှမမြင်ဘူးခဲ့ဘူးသူရဲ့နာမည်ကတော့မဟိုင်လိုတိုလိုတိုစ်ဖြစ်ပြီးတော့ဂရိနိုင်ငံသားဖုန်းတော်ကြီးတစ်ပါးပဲဖြစ်တယ်သူအသက်82နှစ်အထိနေထိုင်သွားခဲ့ပေမဲ့သူရဲ့ဘဝတက်တန်းတစ်လျှောက်လုံးမှာအမျိုးသမီးတစ်ယောက်ကိုမှမမြင်ခဲ့ဘူးလို့ဆိုရဲဒါကတကယ်ကိုရှားပါတဲ့ဖြစ်စဉ်တစ်ခုပါသူရဲ့ဘဝအစကတော့1856ခုနှစ်အဲ့ဒီနေ့မှာသူမွေးဖွားလာခဲ့တယ်သူမွေးဖွားလာခဲ့ပြီး4နာရီလောက်ကြာမြင့်တဲ့အချိန်မှာပဲသူရဲ့မိခင်ကွယ်လွန်သွားခဲ့တယ်သူ့ကိုစောင့်ရှောက်ပေးမယ်ဆွေမျိုးတွေကလည်းမရှိတဲ့အတွက်ကြောင့်မို့လို့သူ့ကိုဂရိနိုင်ငံမှာရှိတဲ့အာသုစတောင်ရဲ့ဖျားเจ้าလှေကားတစ်တွေပေါ်မှာသူ့ကိုလာပြီးတော့စွန့်ပစ်သွားတယ်။ဖျားเจ้าမှာရှိတဲ့ဖုံးတော်ကြီးတွေကပဲသူ့ကိုကြွေးမွေးပြုစုစောင့်ရှောက်ခဲ့ကြတာ။အာသုစတောင်ကလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်ခရဲကအမျိုးသမီးဝင်ရောက်ခွင့်ကိုအတင်းအကျပ်ပိတ်ပင်တားမြစ်ထားတဲ့နေရာတစ်ခုဖြစ်တယ်။အဲ့ဒီနေရာမှာလူသားအမျိုးသမီးတွေတင်မကပဲတလိမ့်ဆန်ဆိုရင်တော့မှအမလုံးဝမရှိ။အဲ့ဒါကြောင့်သူကတောင်ပေါ်မှာနွားမကြက်မစိတ်မတွေကိုတော့မှမမြင်ဘူး။ဒါပေမဲ့ကြွက်တွေကိုနှိမ်နှင်းဖို့အတွက်ကြောင်တွေကိုတော့ခွင့်ပြုထားတယ်လို့ဆိုတယ်။သူကဘလို့ဖြစ်လို့အသက်82နှစ်အထိတောင်ပေါ်မှာပဲနေထိုင်ခဲ့ရလဲဆိုရင်တော့သူကိုယ်တိုင်ကရွေးချယ်ခဲ့တာ။သူ့မှာတောင်အောက်ကိုဆင်းဖို့အတွက်အခွင့်အရေးရရှိခဲ့ပေမဲ့သူကတောင်အောက်ကိုလုံးဝမဆင်းသွားဘဲနဲ့ဒီဖျားเจ้าထဲမှာပဲနေထိုင်ခဲ့တယ်။သူကစီမင်းစည်းကမ်းတွေအားလုံးကိုလိုက်နာတဲ့ဖုံးတော်ကြီးတစ်ပါးဖြစ်ခဲ့တယ်။သူကအမျိုးသမီးတွေကိုမမြင်ဘူးယုံတယ်မကဘူး။သူကွယ်လွန်သွားတဲ့1938ခုနှစ်အထိသူကရုပ်ရှင်ကြည့်ဘူးတာကားစီးဘူးတာလေယာဉ်မြန်တွေကိုမြင်ဘူးတာတောင်မရှိခဲ့ဘူး။သူနေထိုင်တဲ့နေရာကပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်နေတဲ့နေရာမျိုးသူကတောင်ပေါ်မှာပဲအသက်82နှစ်အထိနေထိုင်သွားခဲ့ပြီး1938ခုနှစ်မှာတော့ပြန်လွန်တော်မူသွားခဲ့တယ်။သူကွယ်လွန်သွားခဲ့တဲ့အခါမှာတောင်ပေါ်မှာရှိတဲ့ဘုန်းတော်ကြီးတွေအကုန်လုံးကသူ့အတွက်ဝမ်းနည်းခြင်းအခမ်းအနားကိုအထူးတလဲကျင်းပပေးခဲ့ကြတယ်။ဘာလို့လဲဆိုတော့သူကဘဝတက်တန်းတစ်လျှောက်လုံးမှာအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာကိုမှတခါမှမမြင်ဘူးခဲ့တဲ့ဘုန်းတော်ကြီးတစ်ယောက်ဖြစ်နေတယ်။ပြီးတော့ဒါအရန်ကိုထူးခြားလွန်တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်တယ်လို့လက်ခံယုံကြည်ထားကြလို့သူ့ကိုကမ္ဘာသမိုင်းမှာအမျိုးသမီးတစ်ယောက်ကိုမှမမြင်ရဘဲနဲ့ကွယ်လွန်သွားတဲ့အမျိုးသားတအုပ်ဖြစ်သတ်မှတ်ထားကြတယ်။ဒါကကမ္ဘာအကြီးဆုံး water slide တစ်ခုဖြစ်ပေမဲ့လည်းဖြစ်ရတစ်ခုတည်းနဲ့ဒီရေပန်းဥယျာဉ်ကြီးကိုထာဝရအတွက်ပိတ်ပစ်ခဲ့ရတယ်။ဒီဖြစ်ရက2016ခုနှစ်တုန်းကအမေရိကန်နိုင်ငံကန်ဆတ်စတီပြည်နယ်မှာဖြစ်ခဲ့တာပါ။ရှစ်လီတာပန်ရေပန်းဥယျာဉ်ပိုင်ရှင် Jeff Henry ကကမ္ဘာပေါ်မှာဘယ်သူမှမလုပ်ဘူးသေးတဲ့အမြင့်ဆုံး water slide ကိုတိစောက်ပြီးတော့သူက Guinness မှတ်တမ်းတင်ခြင်းခဲ့တယ်။ဒါကြောင့်သူကကမ္ဘာအမြင့်ဆုံး168ပေမြင့်နဲ့ဘယ်သူမှမတိစောက်ဘူးသေးတဲ့ water slide တစ်ခုကိုသူကတိစောက်ခဲ့တယ်။သူကဒီ water slide ရဲ့နာမည်ကိုယူသွချင်းလို့လဲဂျာမနီလိုမျိုးနာမည်ပေးထားသေးတယ်။ဒီ water slide ရဲ့အမြင့်ကလေဘာတီရုပ်ထုထထောင်ပို့ပြီးတော့မြင့်သေးတယ်။အဆိုးဆုံးကတော့ဒီ water slide ကိုဒီဇိုင်းထုတ်ထားတဲ့ပိုင်ရှင်ဖြစ်တဲ့ Jeff Henry နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက် John တို့နှစ်ယောက်လုံးကကျွမ်းကျင်တဲ့ engineer တွေမဟုတ်ကြတာပဲ။သူတို့ကတင်ချာနီးကြတွက်ချက်မှုတွေထက်စမ်းကြည့်လိုက်မှားရင်ပြင်ကြမယ်ဆိုတဲ့နီးလန်းကိုအသုံးပြုပြီးတော့စောက်လုပ်ခဲ့ကြတယ်။သူတို့စမ်းသပ်နေစဉ်အတွင်းမှာလည်းဒီလှေတွေကလမ်းကြောင်းကနေလွင့်သွား
သွားတာမျိုးတွေခဏခဏဖြစ်ပေမဲ့သူတို့ကစံတက်ပြင်ဆင်တာတွေမလုပ်ခဲ့ကြဘူးစနစ်တကျပြင်ဆင်တာမလုပ်ဘဲနဲ့အပေါ်ကနေတန်းစကားကွန်ရက်တွေနဲ့တန်ထိုင်တွေကပြီးတော့ပြင်ဆင်လိုက်တယ်အဲ့ဒါကနောက်ပိုင်းမှာလူအသက်ပါစေတဲ့အဓိကအကြောင်းအရာအထိဖြစ်လာတော့တာပဲ2016ခုနှစ်ဩဂတ်လ9ရက်နေ့မှာပဲအသက်10နှစ်အရွယ် Caleb Schwab ဆိုတဲ့ကောင်လေးကသူ့မိသားစုနဲ့အတူတူဒီရေပန်းဥယျာဉ်ကိုလာလေခဲ့တယ်အဲ့ဒီနေ့ကအစိုးရဝန်ထမ်းမိသားစုတွေကိုအခမဲ့ပေးဝင်နေနေဖြစ်တဲ့အတွက်ရေပန်းဥယျာဉ်မှာလူတွေကလည်းအများကြီးပဲအသက်10နှစ်အရွယ် Caleb လေးကဒီလှေရဲ့အရှိဆုံးမှာဝင်ထိုင်ခဲ့တယ်လှေကအမြင့်ကနေတနာရီကိုမိုင်80ကီလိုမီတာ130အရှိန်နဲ့အောက်ကိုထိုးဆင်းသွားခဲ့ပြီးတော့ဒီပြန်ပြီးတော့တက်တဲ့အချိန်ဒုတိယမြောက်ကုန်းတက်ကိုအတက်မှာလေထဲကိုမြှောက်တက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ခန္ဓာကိုယ်ကလွင်ထွက်သွားပြီးအပေါ်မှာရှိနေတဲ့တန်ထိုင်တွေနဲ့ရှိုက်မိတာအဲ့ဒီနေရာမှာပဲသူပွဲချင်းပြီးကွယ်လွန်သွားခဲ့တယ်လှေပေါ်မှာပါလာခဲ့တဲ့တခြားခရီးသည်အမျိုးသမီး2ယောက်ကလည်းအပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြတယ်ဒီနောက်မှာစုံစမ်းစစ်ဆေးအဖွဲ့တွေစစ်ဆေးကြည့်ခဲ့တဲ့အခါမှာ water slide ကပထမတွေကအန်တီရဲ့ရှိနေတယ်ဆိုတာကိုသိခဲ့ရတယ်ဘေးကင်းလုံခြုံမှုစံချိန်စံကျုံးတွေလည်းမပြည့်မီနေဘူးပိုင်ရှင်နဲ့ဒီဇိုင်နာ2ယောက်လုံးကအန်တီရဲ့ရှိရသားနဲ့ဒီရေပန်းဥယျာဉ်ကိုဖွင့်လှစ်ခဲ့တဲ့အတွက်တရားစွဲဆိုခံခဲ့ရပေမဲ့လည်းနိပညာဆိုင်ရာဥပဒေဟောက်ကွက်တွေကြောင့်သူတို့လွတ်မြောက်သွားခဲ့တယ် water slide ကိုတော့အပြီးပိုင်းဖျက်ဆီးပြစ်လိုက်ရတယ်ဒီရေပန်းဥယျာဉ်ကနာမည်လည်းပြတ်သွားခဲ့တယ်ရော်ဂျေးတွေအများများလည်းပေးခဲ့ရပြီးတော့2018ခုနှစ်မှာတော့ထာဝရပိတ်သိမ်းသွားခဲ့ပါတယ်ကောင်လေးရဲ့မိသားစုကလည်းဒေါ်လာ19.8 သန်းလောက်ရော်ဂျေးရရှိခဲ့တယ်ဒီဖြစ်ရပ်ကအမျက်အစောနဲ့စံချိန်အတွက်လူအသက်ကိုတန်ဖိုးမထားပဲပေါ့ဆဆလှုပ်ဆောင်ခဲ့တဲ့တမိုင်းဝင်ဖြစ်ရပ်တစ်ခုပါပဲခြူစားတဲ့ကောင်တွေကိုတွေ့ဘူးလားဒီ Thailand ဆိုတဲ့ကောင်ကလည်းအဲ့လိုမျိုးပဲအထီးကျန်နေရဲ့အမျိုးသမီးတွေတယောက်တည်း single ဖြစ်နေရဲ့အမျိုးသမီးတွေစီကနေပြီးတော့ तू ကခြူစားတာအဲ့လိုခြူစားပြီးတော့လေ तू ကတော်တော်ကိုချမ်းသာသွားခဲ့တယ်ဒီ Thailand ဆိုတဲ့သူကအမျိုးသမီးတွေအများကြီးနဲ့ချိန်တွေ့ပြီးသူတို့အားလုံးရှိရနေပြီးတော့ဒေါ်လာ1 သန်းလောက်အထိကိုလိမ်လည်ပြီးတော့ယူနိုင်ခဲ့တယ် तू က Arizona ပြည်နယ်မှာနေထိုင်တာ तू ကခိုးမှုတွေတခြားအမှုတွေနဲ့ထောင်ထဲမှာနေရဘူးတဲ့2013မှာ तू ထောင်ထဲကထွက်လာတယ်ထောင်ထဲကထွက်လာပြီးဆိုပေမဲ့ तू မှာပတ်စံမရှိဘူး तू ကပြားနေအောင်မွဲတယ် तू တော်တော်လေးမွဲနေတယ်အဲ့တော့မွဲနေရင်ပတ်စံမရှိရင်အလုံးလုံးလို့ပြောမှာပေါ့ဒါပေမဲ့ तू ကအလုံးလုံးဖို့အတွက်အချိန်မပေးခြင်း तू ပတ်စံကိုအလွယ်တကူပဲလိုချင်တယ်ပတ်စံအလွယ်တကူရချင်တဲ့အတွက်အထီးကျန်နေတဲ့အမျိုးသမီးတွေနဲ့တယောက်တည်းဖြစ်နေတဲ့အမျိုးသမီးတွေကိုလိမ်စားဖို့အတွက်ဆိုပြီးတော့ तू ကစဉ်းစားလိုက်တယ် तू ကအမျိုးသမီးတွေကိုလိမ်ညာလှည့်ဖျားဖို့အတွက် तू က dating website တွေ dating app တွေကို तू သုံးတယ်ဒီ Match တို့ Bumble တို့ Tinder တို့ Plenty of Fish တို့အဲ့လို website တွေမှာ तू profile တွေအများကြီးပဲ like ဖွင့်တယ်ဒီအမျိုးသမီးတွေကသူ့ရဲ့နာမည်အရင်ကိုသိရင်သူ့ရဲ့နောက်ကြောင်တွေပေါ်သွားမှာဆိုလို့ဆိုပြီးတော့ तू ကနာမည်အတုတွေနဲ့ तू profile တွေရှောက်ဖွင့်ထားလိုက်တယ် profile မှာဆိုရင်လည်း तू ကအရန်ကိုချမ်းသာတဲ့ stop ပွဲစားတထေးကြီးပါပေါ့ तू ကဒီခဏကြာအတွက် relationship တစ်ခုလိုချင်တာမဟုတ်ဘဲနဲ့ तू ကတတ်တာအတွက်တဘဝလုံးစားအတွက်တည်ငြိမ်တဲ့ stable ဖြစ်တဲ့ relationship ကိုလိုချင်ပါတယ်ဆိုတဲ့ပုံစံမျိုးတွေ तू ရေးထားတယ်တိတ်မကြခင်မှာ Thailand ကအမျိုးသမီးတွေအများကြီးနဲ့ तू ချိတ်ဆက်မိသွားခဲ့တယ်ဒီအမျိုးသမီးတွေကို तू ကစောင့်ကြည့်တယ်စကားပြောကြည့်တယ်သူတို့ပတ်စံရှိလားနှုံလားအလားငါလိန်လို့ရလားပတ်စံတောင်းလို့ရလားပေါ့ဒီအခြေအနေတွေကို तू ကကြည့်တယ်မျိုးသမီးတွေနဲ့ချင်းတွေ့ရဲ့အခါမှာလည်းသူကအဲ့လိုမျိုးပြပြကြီးလိန်ညာတာပေါ့သူကဘလို့ချမ်းသာတာသူ့မှာကုမ္ပဏီရှိတယ်ယင်းနှိမ့်မြုံနှံဖို့အတွက်ကိုပိုင်ကုမ္ပဏီရှိတယ်အများအားယင်းနှိမ့်မြုံနှံသူတွေနဲ့ဒီဖောက်တယ်တွေကသူ့ကိုဖုန်းဆက်နေတဲ့ပုံစံမျိုးတွေသူလိန်ညာလှည့်ဖြားပြီးဖုန်းတွေတခိုင်ခိုင်နဲ့လုပ်ပြရတယ်ပြီးရင်ဖောက်တယ်တွေနဲ့တွေ့ဖို့အတွက်သူသွားနေပါတယ်ပေါ့လိန်ပေါ်မှာရိုက်ထားတဲ့ဓာတ်ပုံတွေဒီညစာစားပွဲပုံတွေသူအရန်အလုပ်ရှုံနေတဲ့ပုံတွေသူအများအားပို့ပေးတယ်အမျိုးသမီးတွေကလည်းတဖြည်းဖြည်းနဲ့သူယုံကြည်လာတာပေါ့ယုံကြည်လာတဲ့အခါကျမှပဲသူကလည်းလိန်လို့ရမှာလေပြီးရင်အမျိုးသမီးတွေကိုသူမေးမယ်နင်တို့မှာအကျွေးရှိလားအကျွေးရှိရင်ဒီအကျွေးတွေကိုဆက်ချင်လားပေါ့နော်အဲ့လိုမျိုးတွေမေးပြီးသွားလို့ရှိရင်ဒီအကျွေးတွေဆက်ချင်တယ်ဆိုရင်တော့ငါရှိမှရင်းနှီးမြှုပ်နှံလေငါဘလောက်အမြတ်ပေးပါမယ်ဆိုပြီးတော့အဲ့လိုမျိုးတွေသူကစပြီးတော့ပတ်စံတောင်းတယ်ထူးဆန်းတာအမျိုးသမီးတယောက်မှသူ့ကိုတန်တရားမဝင်ခဲ့ကြတာပဲသူကတော်တော်လေးအပြောကောင်းတဲ့သူဖြစ်ရမယ်အဲ့လိုနဲ့အမျိုးသမီးတွေကသူ့ကိုပတ်စံစပြီးတော့ပေးလာကြတယ်အမျိုးသမီးတွေကသူ့ယုံကြည်သွားတဲ့အခါကျတော့ဒေါ်လာထောင်ချီပေးကြတယ်တယောက်ဆိုရင်ဒေါ်လာ9200တောင်ပေးလိုက်တယ်တစ်လကိုဒေါ်လာ1000ခွဲပြန်ရမယ်ဆိုတာကိုသူကယုံကြည်လို့ပေးလိုက်တာအဲ့ဒါလည်းပြန်မရပါဘူးပြီးတော့နောက်တစ်ယောက်အမျိုးသမီးကိုဆိုရင်ဒေါ်လာ9သိန်းလောက်သူလိမ်လဲခဲ့တယ်အဲ့ဒီအမျိုးသမီးရှိကပတ်စံယူပြီးရတယ်သူချက်ချင်းပျောက်သွားတယ်အမှန်တကယ်မှာတော့ Thailand ကဘာရင်းနှီးမြှုပ်နှံမှုမှလုံးဝမဟုတ်ဘူးလို့မျိုးသူက stop ပွဲစားလည်းမဟုတ်သူမှ license လည်းမရှိဘူးသူကအဲ့ဒီပတ်စံတွေနဲ့ Phoenix မှာအိမ်ကောင်းကောင်းဝယ်တယ် BMW Porsche တွေ Jeep ကားတွေဝယ်တယ် casino တွေမှာသွားပြီးတော့လောင်းကစားတွေလုပ်တယ်သူ club တွေကိုသွားတယ်တုံးဖြုံးနေတယ်တခြားအမျိုးသမီးတွေချွေးနေစာနဲ့ရထားတဲ့ပတ်စံတွေနဲ့သူကတထေးကြီးတယောက်လိုတုံးဖြုံးနေခဲ့တာသူကပတ်စံသိမ့်မရှိတဲ့အ
မျိုးသမီးတွေစီကလည်းလိန်ညာလှည့်ဖျားခဲ့သေးတယ်သူကြောင့်နဲ့အိမ်တွေကားတွေပါသွားတဲ့သူတွေအောင်ရှိတယ်နောက်တစ်ခုမှရိုင်းတာကကြတော့သူနဲ့သူ့ရဲ့တငယ်ချင်းတယောက်ကပေါင်းပြီးတော့ဒီကွယ်လွန်သွားတဲ့သူတွေရဲ့ကိုယ်ရေးအချက်လက်တွေနဲ့ credit card ကိုထုတ်ပြီးတော့သုံးစွဲနေခဲ့ရပဲအဲ့ဒီနောက်မှာလည်းအမျိုးသမီးတွေအများကြီးစီကနေပြီးတော့သူဆက်လိမ့်နေသေးတယ်အမျိုးသမီး73ယောက်စီကနေပြီးတော့ဒေါ်လာ1.8 သန်းအထိအောင်သူလိမ်လည်နိုင်ခဲ့တယ်သူကိုသူအရန်ကိုလဲလာပြီးသူဘယ်တော့မှအဖမ်းမခံရဘူးလို့ထင်နေခဲ့ပေမဲ့အမျိုးသမီးတွေကအလိမ်ခံရပြီဆိုတာကိုသိသွားတာနဲ့သူ့ရဲ့နောက်ကြောင်လိုက်စုံစမ်းနဲ့သူ့ကိုလိုက်တော့တာပေါ့အဲ့ဒီတဲကအမျိုးသမီးတယောက်ဆိုလို့ရှိရင်တော့ Thailand ကိုတတိထားဖို့အတွက်ဆိုပြီးတော့ Facebook မှာ group တစ်ခုပါဖွဲ့ထားတယ်တခြားသူတွေကလည်းရဲကိုတိုင်ကြတယ်အဲ့ဒီတဲကတယောက်ကကျတော့ FBI ကိုတော့တိုင်လိုက်တယ် FBI ကစုံစမ်းစစ်ဆေးပြီးတော့သူနာမည်အတူနဲ့လှုပ်ရှားသွားတယ်သူဘယ်သူလဲဆိုတာကိုလည်းသိသွားခဲ့တယ်ဒီအချိန်မှာလည်းသူကဆက်ပြီးတော့လိမ်လည်နေသေးတယ်အဲ့ဒီလိမ်လည်နေတဲ့အချိန်မှာပဲသူအဖမ်းခံလိုက်ရတယ်ပြစ်မှုထင်ရှားတဲ့အတွက်ကြောင့်မို့လို့သူထောင်ဒဏ်15နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ် loveforprisoner.com ဆိုတဲ့ဒီထောင်ချောက်သူတွေကိုချိတ်ဆက်ပေးတဲ့ dating website တစ်ခုမှလည်းသူကအကောင့်ဖွင့်ထားသေးတယ်သူကိုထောင်ထဲမှာသွားပြီးတော့ချိန်တွေးခြင်းတဲ့အမျိုးသမီးတွေအတွက်ကတော့အစင်သစ်ပဲပေါ့ဟုတ်ကဲ့ဒီနေ့အကြောင်းအရာကတော့ဒီအထိပါပဲရှင်အဆုံးထိနောက်ထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်